နောက်ကျသွားတာလေကွာအားလည်းစောင့်မစားရရဲ့ဟာအဲ့အဲ့တော့အကွေးတော့လားကြောက်ရစောင့်မနေ့က sorry တဲ့ပါရောက်နေပြီလား ဒီတော့ကောင်းနေမှာပါ โอเคအဲ့ဒါဆိုရင်တော့ပေါ်ရပြီဗော hello no ha ဘယ်တော့ကြည့်လဲဘာလဲโอเคမှာကြည့်โอเคကျွန်တော်တို့နောက်တစ်ခေါက်ကိုကျွန်တော်တို့ဒီတင်ဆက်ပေးမယ်အချင်းလေးပေါ့နော်အဲ့ဒါတော့အမျိုးတို့သိတယ်ကျွန်တော်တို့နဲ့ခင်မင်းနဲ့ one love ကိုရင်းနှီးသားလူတွေတော့သိပြီးသားပဲเนาะတီးလိုက်တာနဲ့သိနေပြီပေါ့နော်အဲ့ဒါလေးနဲ့ကျွန်တော်တို့သွားမယ်အမီးလေးပေးတာပါအမီးလေးပေးတာစီနဲ့ဘာလဲဆိုတော့ reggae ဆိုတာငြိမ်းချမ်းခြင်းရဲ့တန်စေတစ်ခုပါ reggae ဆိုတာလွတ်လပ်ခြင်းရဲ့သင်္ကေတပါ reggae ဆိုတာချစ်ချင်းမြတ်တာစင်နဲ့ခြေခံထားတာ reggae ဆိုတာလွတ်လပ်ခြင်းရဲ့သင်္ကေတပါ နိုင်မသိငါသားရနာရမတွေ့ချက်တဲ့ဒီဆုံးတီမရိုင်းမီကိုယုံကြည်ရာကိုဘဝနဲ့တူတုံးတိုင်းတိုင်းကြကိုင်းတွေးမတဲ့တန်ရှိဆက်လာပဲရှုံးရှိနိုင်မသိငါသားရနာရမတွေ့ချက်တဲ့ဒီဆုံးတီရပြီโอเคเนาะအဲ့လောက်ဆိုရင်တော့အပြီးလေးလုံလောက်ပါပြီကျွန်တော်ရဲ့အမျိုးတွေကလည်းတီးလောက်ပါပြီကျွန်တော်တို့နောက်တစ်ပတ်တနင်္ဂနွေမှာရိုက်မယ်လာမယ့်အပတ်တနင်္ဂနွေမှာရိုက်မယ်နောက်တစ်ပတ်တနင်္ဂနွေမှာတိုင်ခင်မှာကျွန်တော်တို့ဒီ one love မြန်မာဆိုတဲ့ကျွန်တော်တို့ official account ထဲမှာအမျိုးတို့ဝင်ပြီးတော့ခောက်ကြည့်လိုက်ပါဒီသချင်းလေးကိုအမျိုးတို့အတွက်တင်ဆက်ပေးထားပါလိမ့်မယ်အားလုံးကျေးဇူးကြီးတင်ပါတယ်ခင်ဗျာဒီဆောင်မိုက်တယ်ကွာ